တို့ကြောင့်မိမိတို့သည်အလိုရှိအပ်တောင်းတအပ်မြတ်သောမိုးမသည်အမြဲနေတဲ့နိဗ္ဗာန်သို့၎င်းဒုက္ခခန္ဓာ၏ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့၎င်း1500ကိလေသာအပူဓာတ်အလောင်းဓာတ်တို့၏ချုပ်ရာငြိမ်းရာသိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့၎င်းမိမိတို့အားထုတ်ဆဲဖြစ်တဲ့ဝိပဿနာဉာဏ်သည်လျင်မြန်စွာမဉဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သည်ဖြစ်ကြစေယခုချိန်သည်ထိုင်သောဣရိယာပုဖြင့်ရှုမှတ်မှာဖြစ်တဲ့အတွက်ကြောင့်တရားပိုင်ခြင်းဖြစ်တော်မူသောသုံးလောကတရတတ်ပင်ယူမြတ်စွာဘုရားအားနမောတတ္တသုံးကြိမ်ဖြင့်ပူဇော်ကြောလိုက်ကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုဗ္ဗကိစ္စပရိကံပြုရန်အတွက်အလုံးမဲ့လိုက်ဆိုကြမှာတပိတော်တို့ဤခန္ဓာ၅ပါးယုံ